မဲလူဘီမာဘာကောင်းမှုကုသိုလ်မှမလုခဲ့ဘူးလား ဒီမေခွန်းကတေဆုံးပြီးတဲ့နောက်ငရဲတကားဝါကိုရောက်တူတိုင်းကြောက်ရွံ့တုံလို့ရဆုံးမေခွန်းပါပဲ။ဘာကြောင့်လဲဆိုတော့ဒီမေခွန်းကိုမေးနေတဲ့သူဟာတာမန်ပုဂ္ဂိုလ်မဟုတ်လို့ပါပဲ။ကျွန်တော်တို့လူသားတွေတေဆုံးပြီးတဲ့အခါတချို့ကကောင်းမှုကုသိုလ်ကြောင့်နတ်တီရောက်ကြတယ်။တချို့ကလူပြန်ဖြစ်ကြတယ်။ဒါပေမဲ့အကုသိုလ်ကကြီးမားသူတွေမေးလျော့ပေါ့ဆနေခဲ့သူတွေကတော့ငရဲတကားဝါကိုခြေလန်းရပါတယ်။အဲ့ဒီတကားဝါဟာငရဲကြခံရတော့မယ်လမ်းရဲ့အစဖြစ်ပါတယ်။အဲ့ဒီမှာစောင့်ကြိုနေသူကတော့ယမမင်းပါပဲ။ယမမင်းဆိုတာစာရေးဆရာတွေဖန်တီးထားတဲ့ဒန္တာကြီးတတ်တတ်မဟုတ်ပါဘူး။ဘုရားဟောဒေသနာတော်တွေမှာတိတိကျကျပါရှိတဲ့စတုမဟာရင်နတ်မင်းကြီးများရဲ့အနွယ်ဝင်ဝေမာနိကနတ်ပြည်တာမင်းသမီးဖြစ်ပါတယ်။ပြုခဲ့မှုတဲ့ကောင်းမှုကုသိုလ်ကြောင့်တခါတရံမှာနတ်စည်းစိမ်ကိုခံစားရပေမဲ့ကုသိုလ်ပြုစဉ်မှာမစင်ကြယ်ခဲ့တဲ့အကုသိုလ်ကံတွေကြောင့်တခါတရံမှာတော့ငရဲသားတွေလိုပဲဆင်းရဲဒုက္ခကိုခံစားရရှာပါတယ်။ယမမင်းဟာတပားတည်းရှိတာမဟုတ်ပါဘူး။ငရဲကြီးရှစ်ထပ်တစ်ထပ်မှာတကား၄ပေါက်ကြားစီရှိတဲ့အတွက်စုစုပေါင်းယမမင်း32ပါးတောင်ရှိပါတယ်။ဒါပေမဲ့သူတို့အားလုံးရဲ့စိတ်ဆန္ဒကတော့တစ်ခုတည်းပါပဲ။ငါလည်းဒီဘဝကလွတ်ပြီးလူပြန်ဖြစ်ချင်လိုက်တာ။လူဖြစ်ရင်တရားအားထုတ်ပြီးကျွတ်တန်းဝင်ချင်လိုက်တာဆိုပြီးနေ့တိုင်းတောင်းဆိုပြုနေကြသူတွေပါ။ဒါဆိုငရဲရောက်သူတိုင်းယမမင်းနဲ့တွေ့ခွင့်ရသလားမဟုတ်ပါဘူးငရဲကြလာသူတိုင်းတော့ယမမင်းနဲ့တွေ့ခွင့်မရနိုင်ပါဘူးအမိအဖကိုတတ်သူဇေဒီပထိုးများဖြစ်စီသူမိစ္ဆာအယူကြီးမားသူစတဲ့အဖြစ်ကြီးသူတွေကတော့ငရဲမိတဲ့တန်းကြပြီးအဖြစ်ခံရကြပါတယ်စကားဆက်လို့ပြောရရင်ငရဲကြီးရှစ်ထအကြောင်းဗီဒီယိုကိုလည်းနောက်ရက်ဒီမှာတင်ဖို့ရှိကြောင်းပြောပါစေလို့ like and subscribe လေးလုပ်ခဲ့ပြီး support ပေးခဲ့ဖို့လည်းတောင်းဆိုပါစေခင်ဗျာပြန်ဆက်ရရင်ငရဲကိုရောက်လာတဲ့အခါကုသိုလ်ကံလေးနည်းနည်းပါလာသူတွေမှသာယမမင်းနဲ့တွေ့ခွင့်ရတာပါအဲ့ဒီလိုတွေ့ခွင့်ရတဲ့သူတွေကိုယမမင်းကမေခွန်း၅ခုနဲ့စစ်မိပါတယ်အဲ့ဒီမေခွန်း၅ခုကိုတော့ယမတမန်၅ပါးလို့လည်းလူတွေသိကြပါတယ်မေခွန်းတွေကဘာတွေလဲဆိုတော့မေခွန်းတစ်မောင်မင်းလူပီတုံးကကျင်ကြီးကျင်ငယ်တွေထဲမှာလူးလိမ့်ပြီးငိုယိုနေတဲ့ငွေကင်းစာကလေးငယ်တွေကိုမြင်ဘူးတယ်မလားအဲ့ဒါကိုမြင်တော့ကငါလည်းပဲဒီလိုပฏิတန်တွေတရားဥမှာပါလားတန်တရားကမလွတ်မြောက်သေးပါလားလို့စင်ကြင်ပြီးကုဖို့ကောင်းမှုလုပ်ဖို့တတိရခဲ့ဘူးသလားမိခွန်းနှစ်မောင်မဲအိုမြင့်ရင်ရော်ပြီးခါကွိုင်းနေတဲ့လူအိုးတွေကိုတော့မြင်ခဲ့ဘူးလားအဲ့ဒီလိုမြင်တဲ့အခါငါလည်းတနေ့ဒီလိုအိုရဥမှာပါလားလို့တန်ဝေကရခဲ့ဘူးသလားမိခွန်းသုံးကို့အငြင်းအခြေအပေါ်မှာကိုပြန်အိတ်နေရတဲ့မထနိုင်မသွားနိုင်တဲ့လူမာတွေကိုတော့တွေ့ခဲ့ဘူးလားငါလည်းတနေ့နာရအောင်မဲရှားရဦးမယ်ဆိုတာကိုတော့တန်ဝေကားနဲ့စင်ကျင်မိဘူးသလားမိခွန်းလေးတိတ်ဆုံးပြီးလေတွေပွားရုပ်တွေဖြက်နေတဲ့အလောင်းကောင်တွေကိုမြင်ဘူးတယ်မလားအဲ့ဒါကိုမြင်ပြီးတော့ငါလည်းတနေ့သေရဦးမှာပါလားငါခန္ဓာကိုယ်လည်းတနေ့ဒီလိုပဲစွန့်ပစ်ခံရမှာပါလားလို့တွေးမိပြီးတန်ဝေကဖြစ်ခဲ့ဘူးလားမိခွန်းငါတိုင်းတီကစီးရင်လို့နှိမ့်ဆက်နေကြတဲ့ရာဇဝတ်သားတွေကိုတော့တွေ့ခဲ့ဘူးလားမကောင်းမှုလို့ရင်ဒီဘဝတည်းမကတန်တရားမှာဒီထက်ဆိုးတဲ့အပြစ်တွေခံရမယ်ဆိုတာကိုစင်ကြင်မိဘူးသလားယမမင်းဟာငရဲမှလွတ်တန်သူလွတ်စေရန်ထိုမေကုန်း၅ခုကိုမေးပြီးကဲဆက်လွားတယ်ဝါနေစရာကောင်းတာကငရဲရောက်လာသူအများစုဟာကြောက်လန့်လို့ဘာမှတတိမရတော့ပါဘူးခေါင်းခါပြီးငိုနေကြပါတယ်ထိုအခါယမမင်းကကုစုကောင်းမှုတွေကိုတတိပေးပြီးထပ်ခဲ့ပါတယ်ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖျားတစုမှာမင်းထီးတော်တင်ခဲ့တာမှတ်မိလားအဲ့ဒီတော့ကငါ့ကိုအမျှဝေးခဲ့ဘူးလေငါတာရုခေါ်ခဲ့ပါတယ်မှတ်မိရဲ့လားစသဖြင့်ကုသူများကိုတတိယစေရန်တတိပေးပါတယ်ထို့သူစုစေးမင်းမြန်းစဉ်ငရဲရောက်လာတဲ့သူဟာတန်ဝေကတရားများစင်ကြင်ခဲ့ဘူးသူဒါမှမဟုတ်ကုသူများကိုပြန်လဲတတိယသွားတဲ့ရင်တော့ငရဲမကြတော့ပဲလူပီနတ်ပီကိုပြန်ရောက်ရပါတယ်သို့မဟုတ်ရင်တော့ယမမင်းလည်းမကဲတင်နိုင်တော့ပဲငရဲကြရတော့မှာဖြစ်ပါတယ်ငရဲကြရပြီဆိုရင်တော့နတ်ပြည်တဲ့တောင်တတ်တန်းရှိကြတဲ့ကာလတွေမှာအဆုံးမရှိတဲ့နာကျင်မှုတွေနဲ့ဝတ်ကြွေးဆက်ရတော့မှာဖြစ်ပါတယ်ငရဲကြီးရှစ်ထက်မှာဘလို့ဝတ်ကြွေးတွေကိုဘယ်ငရဲမှာခန့်ကြမလဲဘလောက်ကြာခံစားကြမလဲဆိုတာနောက်ဗီဒီယိုတစ်ခုနဲ့တင်ပေးသွားပါမယ်ကြည့်ရှုသူမိတ်ဆွေအပေါင်းကို The Way MM YouTube Channel ကနေကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ